ဒါဆိုရင် line command တွေတည်ပြီးဆိုရင်လောလောဆယ်ပုံမဆွဲခင်မှာကိုမလိုချင်တဲ့ပုံတွေမှားနေတဲ့ပုံတွေဖြတ်ဖို့အတွက်ကြောင့် erase နဲ့ selection command ကိုအရင်ဆုံးပြောရမယ်ဒါဆိုရင်ပုံတွေကိုကိုလိုမလိုချင်တဲ့ပုံကိုအရင်တော့ဆိုရင်ဘယ်လိုဖြတ်ရလဲဆိုရင် select မှတ်တယ်ပြီး delete နဲ့နှိပ်ပြီးတော့ဖြတ်တယ်ဒီတစ်ခါကျရင်စနစ်တကျလုပ်ရအောင်ဒါဆိုရင်အရင်ဆုံးဖြတ်ချင်တဲ့ပုံဆိုရင်မဖြတ်ခင်မှာဆိုရင် selection ကိုအရင်ဆုံးနားလည်မှာပို့ပြီးတော့အဆင်ပြေမယ် selection ကြတော့ AutoCAD မှာ selection က3မျိုးရှိတယ် window selection cross selection ရယ် pick selection ရယ်3မျိုးရှိတယ် window selection ကြတော့ဥပမာကိုကဒီ click to click เนาะလောလောဆယ် left to right ကိုဒါ window selection first click second click ဒါမှမဟုတ်ဖိလို့ရတယ် first click မှာ drag လုပ်ပြီးတော့ဒါကြတော့ဒီလိုပုံစံတွေပေါ်တာရှိတယ်ဒါကို option ထဲမှာဝင်ပြောင်းလို့ရတယ်လောလောဆယ် click to click ပဲရင်သုံးရအောင်ဒါဆိုရင်ပထမဆုံးမှာ click ချတယ်ဒါဆိုရင် right left to right เนาะ left to right ကဒါက window selection လို့ခေါ်တယ်နောက်တစ်ခါ right to left ကြတော့ cross selection ဒါဆိုရင် window selection cross selection တည်ပြီးဆိုရင်နောက်တစ်မျိုးက pick selection ကြတော့ကိုလိုချင်တဲ့ object တွေကိုတစ်ခုချင်းစီ select မှတ်တာ pick selection လို့ခေါ်တယ်ဒါဆိုရင်မလိုချင်တော့ဘူးဆိုရင်အရင်တော့ delete နဲ့ဖြတ်တယ် delete နဲ့မဖြတ်ဘဲနဲ့သူ့ရဲ့ command တစ်ခုရှိတယ်ဒီ command က erase ဆိုတဲ့ command ရှိတယ်ဒါဆိုရင် selection မှတ်တဲ့ခါကျရင် delete နဲ့မဖြတ်ဘူး erase နဲ့ဖြတ်ရင်ပို့ပြီးတော့မြန်တယ်အဲ့ဒါဆိုရင်ဒီပုံလေးကြည့်အောင်ဒီပုံတွေကို selection မှတ်မယ် selection မှတ်မယ်ဆိုရင်တစ်ခုသိထားမှာက window selection ဆိုတာဒီ object တွေကိုအပြည့်ဝင်မှ selection ဝင်တယ်တမို့ object တွေကိုအပြည့်မဝင်မဲနဲ့အခုဆိုရင်တလောက် select မှတ်ထားတဲ့အခါမှာအပြည့်ဝင်တာကဒီ line တစ်ကြောင်းမရှိဘူးအဲ့ဒီ line တစ်ကြောင်းပဲအခု click ထပ်ချလိုက်မှဆိုရင်ဒီ line တစ်ကြောင်းပဲသူမှတ်ပြီးတာအဲ့ဒါက window selection အပြည့်မှတ်ချင်အကုန်လုံးကိုတစ်ခါတည်းမှတ်ချင်အကုန်လုံးကို select မှတ် object တွေအားလုံးဝင်မှ click ချနိုင်မယ်ဆိုရင်ဒါကတော့ window selection မှာ object ကိုလိုချင်တဲ့ object ကိုအပြည့်မှတ်လိုက်မှအကုန်လုံးသူမှတ်ပေးတယ်ဒါဆိုရင်မလိုချင်တော့ဘူးဆိုရင် E enter နဲ့ဖြတ်လို့ရတယ် shortcut key က E เนาะ erase နဲ့ဖြတ်လို့ရတယ်ခုနကပြောတဲ့အတိုင်းပဲ E enter ဆိုပြီးတော့လည်းဖြတ်လို့ရတယ်လောလောဆယ်မဖြတ်ခင်မှာဒီ selection အကြောင်းအရင်ဆုံးကြည့်အောင် window selection မှာတစ်ခုမှတ်ထားမှာက object တွေအကုန်လုံးအပြည့်ဝင်ရမယ် object တွေကမဝင်မဲနဲ့အပြည့်မဝင်ဘူးဆိုရင်ကိုမှတ်ထားတဲ့လောက်ပဲဝင်တဲ့လောက်ပဲသူ select မှတ်ပြီးတာ selection မှတ်လို့ပြန်ထွက်ချင် escape နဲ့ပြန်ထွက်လို့ရတယ်မဖြတ်ချင်သေးဘူးဆိုရင်နောက်တစ်နည်းကတော့ pick selection ကတော့ထွေထွေတူတူပြောနေကြမလို့ကိုလိုချင်တဲ့ object ကိုတစ်ချက်ချင်းစီ click ချသွားရင်ဒါ pick selection နဲ့မှတ်လို့ရတယ်မဖြတ်ချင်သေးဘူးဆိုရင် escape နဲ့ပြန်ထွက်လို့ရတယ်နောက်ပြီးတော့ window selection ပြီးတော့နောက်ထပ်တစ်ခုက cross selection ဆိုတာကို select မှတ်တဲ့ object ကထိအောင်လောက်ပဲဆိုရင် select မှတ်ပြီးတယ်အခုဒီ object ကိုထိအောင်လောက်ပဲပြီးရင် click တစ်ချက်ချလိုက်မယ်ဆိုရင်ဒီ line တစ်ကြောင်းသူမှတ်ပြီးတယ်တဘောက cross selection က window selection နဲ့မတူ window selection ဆိုတာဒီ line တစ်ကြောင်းမှတ်ချင်အကုန်လုံးဝင်မှရမယ် cross selection ကြတော့ထိအောင်လောက်ပဲ select မှတ်လို့ရတယ်ဒါဆိုရင်မလို့ရှင်တော့ဘူးဆိုရင်ဖြတ်လို့ရတယ် delete နဲ့လည်းဖြတ်လို့ရတယ်လောလောဆယ်ဒါဆိုရင် selection အကြောင်းတော့အရင်ဆုံးနားလည်မယ်ဒီခါဖြတ်တဲ့ခါကျရင်သူ့ရဲ့ command က erase ဆိုတဲ့အတိုင်းဒီမှာ command က e ဆိုပြီးတော့သူပြထားတယ်ရှိတယ်ဒါဆိုရင် e enter လို့နှိပ်လိုက်မယ် e enter လို့နှိပ်ပြီးရင်ကိုဖြတ်ချင်တဲ့ object ကို select မှတ်လို့ရတယ်ဒါဆိုရင်တစ်ခုချင်းစီ select မှတ်လိုက်တာ pick selection နဲ့တူတူပဲဒါဆိုရင်သူနည်းနည်းလေးဒါဆိုရင်နည်းနည်းဝါသွားမယ်အခု selection မှတ်ပြီးတော့ enter ခောက်လိုက်ရင် e object တွေပြတ်သွားလိမ့်မယ်ဒါဆိုရင်ခုနလိုပဲ e enter နဲ့သွားလို့ရတယ် e enter နဲ့နှိပ်လိုက်မယ်ပြီးရင်ကိုလိုချင်တဲ့ object တွေကိုဥပမာ window selection နဲ့တစ်ခါနဲ့မှတ်လို့ရတယ် window selection ဆိုတာမြင်တဲ့အတိုင်းပဲအကုန်လုံးဝင်မှ selection ဝင်တယ်ကိုကဒီနှစ်ခုကြံသွားမယ်ဆိုရင်ခုနကဝင်တဲ့အပေါ်ကဒီ line နှစ်ကြောင်းပဲသူမှတ်ပြီးတယ်ဖြတ်ချင် enter ခောက်ပြီးတော့ဖြတ်လို့ရတယ်ဒါဆိုရင်တစ်ခုသိတာမှာက object တွေကိုဖြတ်ချင် shortcut key က e enter ဆိုပြီးတော့လည်း cross selection နဲ့လည်းမှတ်လို့ရ cross selection ဆိုရင်ထိအောင်လောက်ပဲမှတ်ပြီးတော့ဖြတ်လို့ရတယ်နောက်ထပ်တစ်ခုသိတာမှာကဒီ command အတိုင်းသွားမယ်ဆိုရင် e နှိပ်လိုက်တယ် erase ဆိုတဲ့အတိုင်း e ပြီး enter ခောက်တယ်နောက်တစ်ခါ object ကို select မှတ်တယ် enter ခောက်တယ်ဒါဆိုရင် enter ကနှစ်ကြိမ်ဖြစ်သွားတယ်ဒါဆိုရင်အမြန်လုပ်မယ်ဆိုရင်ဥပမာ e enter object ကို select မှတ်ပြီးတော့
enter နှိပ်မှတ်စာအရင်ဆုံး object ကိုဖြတ်ချင်တဲ့ object ကိုအရင်ဆုံး select မှတ်လိုက်လို့ရတယ်ဥပမာဒါ pick selection နဲ့ select မှတ်လိုက်တယ် select မှတ်ပြီးတော့ e enter လို့နှိပ်လိုက်ရင်တခါလေးပြတ်တယ်တဘောက enter တစ်ချိန်ပဲခောက်ရတယ်သူကြတော့ဒီcommand အတိုင်းကို e enter object select မှတ် enter ကြတော့နည်းနည်းပိုရှားတယ်ဒါဆိုရင်တော့ object ကိုအရင် select မှတ်ပြီးတော့လေ e enter နှိပ်လိုက်ရင်တခါလေးပြတ်တယ်ဒါဆိုရင်ဒီပုံဖြတ်ကြည့်အောင်ဒီပုံဖြတ်ကြည့်ရင်လောလောဆယ် Windows selection တည်တဲ့အတိုင်းပဲအကုန်လုံးဝင်မရဒါဆိုရင်အပေါ်ကတစ်ကြောင်းမဝင်နဲ့ဒါဆိုရင်ဒါကတစ်ဆက်တည်းဖြစ်နေတယ်ဒါဆိုရင်အပေါ်က select မှတ်လိုက်မယ်ဆိုရင်တစ်ကြောင်းလည်းဝင်မယ်ဆိုရင်တစ်ကြောင်းပဲ select မှတ်တာအကုန်လုံးမှတ်ချင် Windows selection အပြည့် select မှတ်မှရအကေ cross selection ကြတော့ထိယုံတော့ပဲ select မှတ်တယ်ဖြတ်ချင် e enter နှိပ်ပြီးဖြတ်လိုက်ရုံပဲဒါဆိုရင်ထိယုံတော့ပဲ select မှတ်တယ် e enter နဲ့ဖြတ်လို့ရတယ်ဒါဆိုရင် selection အကြောင်းသိပြီဆိုရင်ဒါဆိုရင် Windows selection နဲ့ cross selection ကိုတွဲသုံးလို့ရတယ်သူ့နေရာနဲ့သူတော့အသုံးဝင်တယ်ဥပမာဒီအထဲကတခါတည်းကျရင်ပုံတွေဆွဲတဲ့အခါကျရင်ဒီကိုယ့်ရဲ့ plan view ထဲမှာဆိုရင်ဥပမာ furniture တွေရှိမယ်ဒီထဲမှာဥပမာဒီ MAE သမားစဉ် service တွေရှိမယ် lighting point တွေရှိမယ်ကိုကဖြတ်ချင်တဲ့ object တွေကဒီအသေးလေးတွေပဲဖြတ်ချင်တယ်ဒါဆိုရင်တော့အသေးလေးပဲဖြတ်ချင်ဆိုပြီးတော့လောလောဆယ် pick selection နဲ့ရွေးနိုင်တော့ရတယ်ဒါပေမဲ့ object တွေအများများမှဆိုရင် pick selection နဲ့ဆိုရင်အချိန်ကုန်တယ်ဒါဆိုရင် escape နဲ့တစ်ချက်ထွက်လိုက်မယ်ဒီဟာကိုအထဲကိုပဲ select မှတ်ချင်ဒါပေမဲ့ cross selection နဲ့ select မှတ်လိုက်မယ်ဆိုရင်အပြင်က select မှတ်ထားတယ်နဲ့ပါသွားတယ်ဒါပေမဲ့ပြဿနာတော့မရှိဘူးကို select မှတ်ထားတဲ့ object တွေကိုပြန်ဖြုတ်ရှင် shift ကိုဖိမယ် shift ကိုဖိပြီးတော့ selection ပြန်မှတ်တယ်မယ်ဆိုရင်ဒီ object က selection ပြန်ပြုတ်သွားတယ်ကို select မှတ်တဲ့ object ကိုပြန်ဖြုတ်ရှင် shift နဲ့ဖိနိုင်လို့ရတယ်နော်ဥပမာ object ကို select မှတ်လိုက်တယ်ဒီ object ကို select မှတ်မယ်ဆိုတော့ကို select မှတ်ထားတဲ့ object ကိုပြန်ဖြုတ်ရှင် shift ကိုဖိပြီးတော့ select ပြန်မှတ်လိုက်ရင် selection ပြန်ပြုတ်တယ်ဒါဆိုရင်အခုပြောချင်တဲ့သဘောကဒီအထက်က object တွေကိုပဲ select မှတ်မယ် cross selection နဲ့ select မှတ်လိုက်တဲ့အခါမှာအပြင်မှာ object တွေပါကုန်တယ်ဒါဆိုရင် shift ကိုဖိပြီးတော့ select ပြန်ဖြုတ်နေရတာကအချိန်တိုပြီးတော့ကုန်တယ်အဲဒါကြောင့်အကောင်းဆုံးနည်းလမ်းကဒီလိုမျိုး object တွေအထဲမှာရှိနေတယ်သူ့ကိုပဲဖြတ်ချင်ရင် Windows selection ကပုံမြန်တယ်ဥပမာ Windows selection နဲ့ select မှတ်လိုက်တဲ့အခါမှာအခုမှတ်လိုက်တယ်အပြင်ကဒီ line တစ်ခုလုံးမပါဘူး object တွေတစ်ခုလုံးပါမှသူ select မှတ်ပြီးတယ်ဒီလိုမျိုးမှတ်လိုက်တော့ဒီ line တွေကပါဒီလိုမျိုးမှတ်လိုက်မယ်ဆိုရင်အထဲကိုပဲ selection မိတယ်အပြင်ကို selection မမိဘူးဒါဆိုရင် click တစ်ချက်ချလိုက်မယ်ဆိုရင်အထဲကပဲ selection မိတယ်ဒါဆိုရင်ကိုဖြတ်ချင် e enter လို့နှိပ်ပြီးတော့တစ်ချက်ဖြတ်လိုက်ရင်တခါလေးပြတ်သွားတယ်အကေအဲ့နေရာကို cross section သုံးမယ်ဆိုရင်အပြင်ကဒီ line တွေပါကုန်လို့ဆိုရင်ကိုက shift ကိုဖိပြီးတော့ selection ပြန်ဖြုတ်နေရတယ်အဲဒါကြောင့်အမြန်ဆုံးနည်းနဲ့သုံးမယ်ဆိုရင်ဒီကြားတွေက object လေးတွေဖြတ်ချင်ရင်Windows selection နဲ့မှတ်လိုက်တာကပုံမြန်တယ် selection မှတ်မယ်ဖြတ်ချင် e enter နဲ့ဖြတ်မယ်ဒါဆိုရင်ထုံးစံတိုင်းပဲ object ကို select မှတ်မယ် e enter နဲ့ကိုဖြတ်ချင်ဖြတ်လို့ရတယ်ဒါဆိုရင် selection အကြောင်းတော့နားလည်မယ်ထင်တယ် selection နဲ့ erase အကြောင်းတော့သဘောပေါက်မယ်ထင်တယ်ဥပမာလောလောဆယ် command ကိုမသုံးမဲ့နဲ့ object ကို selection မှတ်လိုက်တယ်ပြီးရင် right click ထဲမှာလည်းဒီထဲမှာ erase ဆိုတာရှိတယ် right click ပြီးတော့ erase ကိုနှိပ်လိုက်ရင်လည်း object ကပြတ်တယ်ဒါပေမဲ့ကိုကဒါကြတော့ကိုကဘယ်နေရာအားတန်လဲပေါ့ object ကို select မှတ်မယ် right click ဆိုပြီးတော့ erase နဲ့ဖြတ်လို့ရတယ်လို့ object ကို select မှတ်မယ် e enter နဲ့လည်းဖြတ်လို့ရတယ်ဒါဆိုရင်အကောင်းဆုံးကတော့ဒီ command မှာသုံးတာကပို့ပြီးတော့အဆင်ပြေတယ်ဒါကလည်းကိုအားတန်ရပဲကိုကဒီ select မှတ်ပြီးတော့ဒီ right click erase နဲ့ဖြတ်ချင်ဒါကိုယ့်သဘောပဲဒီလိုလေးဖြတ်လို့တော့ရတယ်ဒါဆိုရင် selection နဲ့ erase ဆိုတဲ့ command ကိုသိမယ်ဆိုရင်လောလောဆယ် zoom ဆိုတဲ့ command ကိုတွားပြီးတော့လေ့လာရအောင်ဒါဆိုရင် zoom နဲ့ပတ်သက်တဲ့ command တွေနည်းနည်းလေ့လာရအောင်ကိုယ့်ပုံတွေကိုချုပ်လိုက်ချိတ်လိုက်လုပ်ချင်ထုံးစံတိုင်းပဲ wheel လေးနဲ့ကစားလို့ရတယ်ခါကျရင်ပုံတွေကမရှာလို့မတွေ့တော့ဘူးဘယ်ရောက်သွားလဲမသိဘူးဆိုရင်ဒီ wheel ကိုပဲ double click နှိပ်လိုက်မယ်ဆိုရင်ကိုယ့်ပုံတွေအကုန်လုံးပြန်ပေါ်လာလိမ့်မယ်နော်ဒါဆိုရင်တော့ဟုတ်ပြီကိုပုံတွေမတွေ့တော့ဘူးဆိုရင်တော့အများနဲ့ပါလို့မယ် double click နဲ့နှိပ်ပြီးတော့ပုံတွေအကုန်လုံးပြန်ပေါ်လာမယ်ဒါပေမဲ့အခုသုံးတဲ့ command အရဆိုရင်သူက zoom extend နဲ့သုံးလိုက်တာသူ့စီမှာ command တွေကတီးတန့်ရှိတယ်ဒါဆိုရင် zoom command ကိုသုံးမယ်ဆိုရင် shortcut key မှာ z ရိုက်လိုက်ရပြီ z enter လို့ရိုက်လိုက်မယ်ဆိုရင်အမှတွေ့နေရမှာ zoom နဲ့ပတ်သက်ပြီးတော့သုံးရတဲ့ command တွေကအများကြီးရှိတယ်ဒါပေမဲ့အဲ့ထဲမှာပဲဒီတချို့ command တွေကအသုံးနေတာတွေရှိမယ်
လောလောဆယ် zoom all ဆိုတာရှိတယ်ဒါဆိုရင်တော့ zoom all ရဲ့သဘောကထုံးစံတိုင်းပဲပုံတွေတခါကျရင်ပုံတွေကဘယ်ရောက်အောင်မှမသိကိုပုံတွေက zoom လိုက်ချိန်နေမယ်ဆိုရင်တခါကျရင်ပျောက်သွားတာဖြစ်တတ်တယ်ဒါဆိုရင် shortcut key က Z enter ဒီထဲမှာ all ကိုလည်းတခါနဲ့ select မှတ်လို့ရသလို shortcut key မှာ A enter လို့နှိပ်လိုက်လို့လည်းရတယ်သူကြတော့ဒီပုံတွေ screen အပြည့်ပေါ်ပြီးတယ် screen ပြည့်ပေါ်နေပြီဥပမာဒီ drawing limit တွေတတ်မှတ်ထားမှစဉ် e limit ပါသူထက်တွက်ပြီးတော့ drawing အားလုံးကို screen ပြည့်သူပေါ်သွားပြီးမယ်သူ့လိုပဲနောက်တစ်နည်းကဘယ်လိုသုံးလဲဆိုရင်ပုံတွေလောလောဆယ်ပုံတွေကရှာလို့မတွေ့ဘူးအကယ်၍ပုံတွေရှာမတွေ့ဘူးဆိုရင် Z enter ဒီမှာ extend ဆိုတာရှိတယ်နော် Z enter E enter လို့နှိပ်လို့ရတယ်လို့ဒီမှာ select မှတ်လိုက်လို့လည်းရတယ်ဒါဆိုရင် extend ရဲ့သဘောကဒီ screen အပြည့်မှာဆွဲထားတဲ့ပုံတွေအားလုံးက screen အပြည့်ပေါ်ပြီးတယ်သူကဘာနဲ့တူလဲဆိုရင်ဒီ mouse မှာ wheel ကိုနှစ်ချက်နှိပ်လိုက်တယ်နဲ့တူတူပဲနော်ဒါဆိုရင်တော့ zoom extend တိမှဆိုရင်နောက်တစ်ခုက Z enter နော် Z enter မှာလောလောဆယ် zoom မှာ center ဆိုတာရှိတယ်ဒီ center တွေကအတုံးနေတယ်နော်တုံးလဲတိတ်တုံးတာမရှိဘူးနော် center ဘာလို့လဲဆိုရင်ခါကျရင်ပုံတွေဥမာပုံတွေကဝေးနေတယ်ဖြစ်စေနော်ပုံတွေကရန်ဝေးနေ Z enter နော် C enter ဆိုပြီးတော့နှိပ်လိုက်တာအဲ့မှာ तू က center point တတ်မှတ်ခိုင်းတယ်ပြီးဒီ magnification height တဲ့သူတောင်းတာဒါဆိုရင်ဒီကနေဒီဆွဲချလိုက်တယ်ဒါဆိုရင်ပုံကလောလောဆယ်ဒီလောက်ပေါ်ခြင်းတယ်နော် set zoom ထဲမှာ center ကတော့3လေးမရှိဘူးနော်မှတ်ထားလိုက်ရတယ်3လေးမရှိဘူးနောက်တစ်ခါ dynamic လည်း3လေးမရှိဘူး dynamic ရဲ့သဘောတရားကဥပမာ dynamic ကိုရွေးလိုက်မယ်ဆိုရင်သူအရင်ဆုံးပုံတွေအားလုံးသူချဲ့ပြီးတယ်ဒါဆိုရင်ဒီကားပဲကြည့်ရင်ဒီမှာ click တစ်ချက်ချတယ်ကိုလိုတလောက်ကိုပဲ select လို့ပြောမှာချုပ်လိုက်ချဲ့လိုက်လုပ်လို့ရတယ် click တစ်ချက်နှိပ်မယ်ပြီးရင်ကိုကြည့်ချင်တာဆိုရင်အနာခောက်လိုက်မယ်ဆိုရင်ဒီပုံပေါ်လာမယ်သူကတော့ကြားတယ် dynamic ကတော့3လေးမရှိဘူးဒါဆိုရင် zoom ထဲမှာ center နဲ့ dynamic ကတိတ်3လေးမရှိဘူးအသုံးများက zoom all ရဲ့ zoom extend ရဲ့အသုံးများတယ် previous ဆိုတာနောက်ပြန်ဆုပ်လိုက်တဲ့သဘောပဲ previous ကိုနှိပ်လိုက်မယ်ဆိုရင်ခုနနောက်တစ်ချိန်ပြန်ဆုပ်လိုက်တာ previous နောက်တစ်ခါ zoom ထဲမှာ scale ဆိုတာရှိတယ် scale ကြတော့လောလောဆယ်မတုံဒါပေမဲ့ဘယ်နေရာမှာသုံးရလဲဆိုတော့ပုံတွေကိုနောက်ဆုံးမှာ print ထုတ်တဲ့ခါကျရင်ဒီ print setting နဲ့ချိန်တဲ့ခါကျရင်ဒီ scale ကမဖြစ်မနေသုံးရတာဥပမာ zoom scale ဆိုရင်ကိုပုံကို scale ဘယ်လောက်ထားခြင်းလဲဒီခါကျရင် 1:100 လား 1:200 လားဒီချိန်တွေမှာ scale ကိုမဖြစ်မနေသုံးရမယ်နောက်တစ်ခါ zoom ထဲမှာ window ဆိုတာရှိတယ် window ကြလည်းသုံးလို့ကောင်းတယ်ဥပမာကိုကဒီပုံပဲမြင်ခြင်းတယ်ဒါဆို zoom ထဲမှာ window ကိုရွေးလိုက်မယ် window ကိုယူလိုက်တဲ့အခါမှာအမှ तू က selection မှတ်ရတယ်နော် specify the first corner သူက rectangle လို့ပဲကိုက first corner နဲ့ second corner ဆိုပြီးရွေးလိုက်တယ်ဒါဆိုရင်ကို select မှတ်ထားတယ်ဒီ object တစ်ခုပဲပေါ်လာလိမ့်မယ်နောက်ဆုံးတစ်ခုက set under object ဆိုတာကို select မှတ်တဲ့ object တစ်ခုပဲသူမှတ်ပြီးတာဒါဆိုရင် object ကိုယူလိုက်တယ် object ကိုယူပြီးတော့ကိုကဒီ line ကိုပဲမြင်ချင်တယ်သူ့ကို select တစ်ချက်မှတ်လိုက်မယ်ပြီး enter ခောက်လိုက်မယ်ဆိုရင်ဒီ object ဒါဆိုရင်တော့ line တစ်ချောင်းဆွဲလိုက်ဆိုတော့ object တစ်ခုပဲဒီ object ပဲသူ selection ဝင်သွားတယ်ဥမာဒီကောင်လေးကိုမှတ်ချင်တယ်ဒါလေးမှတ်ချင်တယ် set enter ဒါဆိုရင် object ကိုယူလိုက်တယ် click ချမယ် enter ခောက်လိုက်မယ်ဆိုရင်ဒီ object လေးပဲသူမှတ်ပြီးတယ်နောက်ဆုံးတစ်ခုကဒီ zoom တက်မှာပဲ set enter ဆိုပြီးတော့ဒီတစ်ခါ enter ထပ်ခောက်လိုက်မယ်ဆိုရင် real time ဆိုတော့ပေါ့နော် real time ကို enter ထပ်ခောက်လိုက်မယ်ဆိုရင် real time နဲ့အမှ zoom ကိုကိုယ့်အကူ manually လိုက်ပြီးတော့ကစားလို့ရတယ်ဒါဆိုရင် mouse left click ကိုဖိပြီးတော့အပေါ်ဆွဲတင်လိုက်မယ်ဆိုရင်ဒါဆိုရင် zoom ကိုချုပ်လိုက်တယ်နဲ့တူတူပဲနော် zoom in နဲ့တူတူပဲနောက်တစ်ခါဒီ left click ကိုပဲဖိပြီးတော့နောက်ဆုတ်လိုက်ရင် zoom ကိုချုပ်ချဲလုပ်တာနဲ့တူတူပဲသူကြတော့လည်းဘယ်နေရာမှာအသုံးများလဲဆိုတော့ပုံထုတ်ဖို့ print setting နဲ့ချိန်တဲ့ခါကျရင်မဖြစ်မနေသုံးလို့ရတယ်နော်ဒါဆိုရင်တော့ zoom နဲ့ပတ်သက်တဲ့ command တွေနော်ဒါတွေကအားလုံးပါပဲဒီထဲမှာအသုံးများတာကတည်တဲ့အတိုင်းပဲ zoom on နဲ့ zoom extend ကသုံးများတယ်နော် zoom extend ကိုဘာလို့သုံးလို့ကောင်းလဲဆိုရင် mouse ကိုနှစ်ချက်နှိပ်လိုက်တယ်တခါတည်းပုံတွေအကုန်လုံးပေါ်တယ်နော်ဒါဆိုရင်ပုံဆွဲတဲ့ခါမှာကြာရင်ဒီ mouse ကိုပဲသုံးများတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီ zoom ထဲမှာပဲ extend ကိုတော့နှိပ်လိုက်မယ်ဆိုရင်ပို့ပြီးတော့မြန်တယ်နော် mouse wheel ကိုပဲနှစ်ချက်နှိပ်တာပို့ပြီးတော့မြန်တယ် command မှာသွားတဲ့ထက်ဆိုင်ဒါဆိုရင်တော့ဒါ zoom နဲ့ပတ်သက်တဲ့ command တွေတော့နားလည်မယ်ထင်တယ်ဒါဆိုရင် zoom ပြီးတော့ pan ဆိုတဲ့ command ကိုဆက်ပြောရမယ် pan ကြတော့ဒီထဲမှာ shortcut key က B တစ်လုံးပဲနော်ဒါဆိုရင်သူ့ကိုဘယ်လိုသုံးရမလဲဆိုရင်ဥပမာ
အခုပုံတွေကိုအရင်ကပြောရတယ်ဖိပြီးတော့ဟိုရွှေ့တယ်ဝီကိုဖိပြီးတော့ရွှေ့လိုက်တယ်ဆိုတာလဲဒါပန် command ကိုတုံးလိုက်တာပဲဘာလို့လဲဆိုရင်ဝီကနေဖိပြီးရွှေ့လို့ရတယ်သူ့ရဲ့ shortcut key က P တလုံးမှတုံးတယ် P enter ဆိုပြီးတော့နှိပ်လိုက်ရင်ဒါဆိုရင်တော့ wheel ကိုဖိစရာမလိုတော့ဘူးကိုယ့်ကို left click ကိုဖိပြီးတော့ကိုယ့်ပုံကိုလိုသလိုစိတ်ကြိုက်ရွှေ့လို့ရတယ်နော်ဒါဆိုရင် command က P တလုံးမှတုံးလို့ရတယ်ဒါဆိုရင်ထွက်ချင် escape နဲ့ထွက်လို့ရတယ်ကိုယ့်ကို wheel ကိုဖိပြီးတုံးလို့ရတယ်လို့ command မှာလည်း P တလုံးနဲ့တုံးလို့ရတယ်ဒါပေမဲ့အသုံးများတာက wheel ကိုဖိပြီးတော့တုံးတာကပို့ပြီးတော့အဆင်ပြေတယ်P ကိုပဲချိန်နေမှာတုံးနေစဉ် command မှာတုံးနေဆိုတော့ဥပမာကို wheel ကပြတ်နေမယ်ဆိုရင်ကိုပုံကိုဟိုရွှေ့ဒီရွှေ့ချင် P နဲ့နော် command နဲ့ဝင်ပြီးတော့တုံးလို့ရတယ်နောက်တစ်ခုကအခု wheel ကိုဖိလိုက်တဲ့ချိန်မှာပုံတွေကိုကြိုက်တယ်လို့ရွှေ့လို့ရတယ်ဒါကဒီ software မှာဒီတိုင်းအစကနေတွင်းထားမယ်ဆိုရင်တုံးလို့ရပြဿနာမရှိဘူးဥပမာတစ်ခါလေကြာရင် command ကဒီတဲရောက်ကသူကပြောင်းထားမယ်ဆိုရင်ဒီလို wheel ကိုဖိလိုက်တဲ့ချိန်မှာဒီလက်ဝါးပုံမပေါ်ဘူးပုံတွေကိုရွှေ့လို့မရဘူးเนาะအဲ့ command က m button m b u t t o n b a n အပြည့်ရိုက်ပေးရမယ် m button လို့ရိုက်လိုက်မယ်ဆိုရင် enter the new values form เนาะ m button နဲ့တူတောင်းတယ်ဒါဆိုရင်အစက1ဖြစ်နေတယ်သူ့ကို0ထားပြီးတော့ enter တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကိုကတန်ဖိုးပြောင်းလိုက်တာ1ကနေ0ပြောင်းလိုက်တယ်ဒီချိန်မှာပုံကိုရွှေ့ချင်လို့ wheel ကိုတစ်ချက်ဖိလိုက်မယ်ဆိုရင်ခုနလိုနောက်ဝါပုံမပေါ်တော့နော်ဒီ point ကိုဖမ်းတဲ့နေရာဖမ်းတဲ့ function တွေပေါ်လာတယ်ဒါဆိုရင်တော့ဘလို့မှဒီ wheel ကိုဖိလို့မရတော့ဘယ်ချိန်မှာပဲသုံးလို့ရတယ်ဆိုရင် p enter ဆိုပြီးတော့ command ကိုသုံးမှဒီပုံလေးရွှေ့လို့ရတယ်ဒါဆိုရင်တော့အဲ့အခြေအနေကိုမလိုချင်ဘူးဆိုရင်ခုနလိုပဲ m button ကိုအပြည့်ပြန်ရိုက်မယ် m b u t t o n b n m button ကိုရိုက်ပြီးတော့1ပြန်ထားမယ်ဒါဆိုရင်1ထားလိုက်တဲ့အခါမှာဒါကိုယ့်အကိုတန်ဖိုးပြောင်းလိုက်တာသူက yes နဲ့ no နဲ့တူတူပဲ0နဲ့1နဲ့ဒီချိန်လေးမှာ wheel ကိုဖိလိုက်ရင်ပုံတွေကိုကိုယ်စိတ်ကြိုက်လို့တလို့ရွှေ့လို့ရတယ်ဒါဆိုရင်လောလောဆယ်ပါတီးသွားမယ်ဆိုရင်ပုံတွေကို zoom ချုပ်တာရယ်ချဲ့တာရယ်ဒီ pan ဆိုတဲ့ command ကတီးသွားမယ်